အရင်ဆုံးဟုတ်ပြီဆရာတို့တွေးရမယ့်အရာဘာလဲဆိုတော့အခါကျတော့အရင်ဆုံးသူ့ကိုဒီနားလေးမှာထားရမယ်ဟုတ်လားဒါကပထမဦးဆုံးလောက်ရမယ်လို့ဟုတ်ပြီနော်တဆင်ချင်းစီပဲစဉ်းစားပါမယ်နော်သူ့ကိုဒီနားလေးမှာထားโอเคဟုတ်ပြီအဲ့သူ့ကိုဒီနားလေးမှာထားပြီးသွားလို့ရှိရင် grand flag နေတိုင်းမှာအကောင်အဲ့နေရာရောက်ကိုရောက်နေရဒါကြောင့်မို့သူက grand flag ကိုလွတ်ပြီးသွားလို့ရှိရင် cell ပါတော့မှလဲဆိုတော့အခါကျတော့ go to x1 အဲ့သူ့ရဲ့ step ဘာလို့လိုက်တာလဲဆို starting point ကိုသတ်မှတ်လိုက်တာသူရဲ့ step point ကိုဆိုဘာလို့လိုက်ပြီလဲသတ်မှတ်လိုက်ပြီဒါပဲအဲ့ပြီးသွားရင်ဆိုဘာလုပ်ချင်တာကျွန်တော်ဒီ x ဝင်ရိုးအတိုင်းကိုဆိုတော့ short ပွားချင်တာဟုတ်လားဟုတ်ပြီနော်ဟိုတိုက်ကြည့်နေလားဟုတ်ပြီနော်တောက်ရှော့သွားနေဆရာအေးဟုတ်ပြီတောက်လျှောက်သွားချင်တာโอเคအဲ့ဆို x ဝင်ရိုးတိုင်းတောက်လျှောက်သွားမှာလားအဲ့ဆိုတော့ရှင်းပါတယ်ဒါရဲ့ဘာလို့မှလဲဆိုတော့ခါကြတော့ x ဝင်ရိုးတိုင်းကိုညဘယ်ဘက်ကိုတိုးမှဖြစ်တဲ့အတွက် chain x ကိုဆရာတော့ဘာပေးလိုက်မှာလဲ negative ပေါ့ negative 10ပေါ့အဲ့တော့ဘယ်လောက်ထိသွားမှာလဲဆိုဇက်တိုက်သွားမှာဖြစ်တဲ့အတွက်ဇက်တိုက်သွားမှာဖြစ်တဲ့အတွက်ဘာလို့ပို့လို့လဲ forever ထဲထည့်ပေးလိုက်မှာဟုတ်ပြီနော်ဟောစဉ်းချင်းစီစဉ်းစားသွားတာနော်ဒီထိရောက်သွားပြီ okay ဟုတ်ပြီအဲ့တော့နောက်တစ်ဆင့်ပါဆက်လောက်မှာโอเคဒီနားရောက်ပြီဆိုလို့ရှိရင်ဒီနားကိုပြန်သွားမှာဟုတ်တယ်မလားအဲ့တော့ခါကြတော့ဒီနားရောက်ပြီဆိုလို့ရှိရင်နားပြန်သွားဆိုနှိပ်လိုက်ပြီဟောသူဘယ်လောက်မှဆုံးသက်သွား -240 မှာပြီးသွား -240 မှာပြီးသွားโอเค -240 အောက်ဆိုတာထက်ကိုဆရာတို့ဘယ်လောက်ရောက်မလဲဆိုတော့ခါကြတော့ -239 အောက်ရောက်ခဲ့တယ်ဆိုလို့ရှိရင်ရှင်းဒီမှာ if လေးနဲ့ဆက်လိုက်ဘယ်ရဲ့အောက်ကိုလဲဆိုတော့ x position ဒီဟုတ်ပြီနော်သူ့ရဲ့ strawberry လေးရဲ့ x position ဒီ -239 အောက်ရောက်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်ကိုပြန်ပို့မှာသူ့ရဲ့ဟိုဘက်လာလန်းတိုင်းသူ့ရဲ့ x position ကိုဘယ်လောက်ထားလိုက်မှာလဲဆိုတော့ခါကြတော့ဆိုတော့240လောက်ပြန်ပြီးတော့မှထားလိုက်ဒါပဲဟောအဲ့တော့ခုနကဆရာလုပ်သွားတဲ့အရာတွေကကြောင်းတိုင်းဆိုပြီးလုပ်သွားကိုလုပ်ချင်တာအရင်ဆုံးစဉ်းစားတယ်စဉ်းစားပြီးတော့မှတစင်ချင်းစီဘာလို့သွားလဲဆိုတော့ကို plot လေးထည့်ပါဒါပဲဒါဘာမှမခက်ဘူးဟုတ်ပြီနော်